Prime Time ဆင်မှုကအပြိုင်ဆိုင်စိတ်ဝင်စားနေကြတဲ့ Man U နဲ့ Chelsea ပရီးမီးယားလိရဲ့ထိပ်သီးသင်းတွေဖိကြတဲ့ Man U နဲ့ Chelsea တင်းတို့ကတော့ဂျာမန်ကလပ် Frankfurt အသင်းတိုက်စစ်မှုဖြစ်သူ EKTK ကိုအပြိုင်စိတ်ဝင်စားနေခဲ့ကြတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီကဂျာမန်မိုးလီဂမှာခြေစွမ်းပြဂိုးတွေသွင်းယူခဲ့ပြီး Man City အသင်းစီပြောင်းရွှေ့သွားတဲ့ Omar Marmoush နဲ့အတွင်းညီညီကစားခဲ့တဲ့ပြင်သစ်သားတိုက်စစ်မှုဟာဒီနှစ်ဘောလုံးရာသီမှာတော့ကလပ်တင်းကြီးတွေစိတ်ဝင်စားခြင်းကိုခံနေကြရတာဖြစ်ပါတယ်။လီဗာပူးအသင်းကလည်းစူပါတိုက်စစ်မှုကိုစိတ်ဝင်စားခဲ့တယ်လို့ Chelsea အသင်းကလည်းကမ်းလှမ်းမှုတွေပြုလုပ်ခဲ့သေးတာပါ။ဒါပေမဲ့လည်းကစားမအတွက်ဂျာမန်ကလပ်အသင်းဘက်ကလိုရှိတဲ့ပြောင်းရွှေ့ခြင်းပမာဏကတော်တော်လေးများပြားနေကြတာဖြစ်ပြီးအဲ့ဒီအတွက်လည်း Chelsea နဲ့ Frankfurt အသင်းတို့ဟာဆွေးနွေးမှုတွေပြန်လည်ငြိမ်သက်သွားခဲ့တာဖြစ်ပါတယ်။ Chelsea အသင်းကတော့ကလပ်ကဘာပြိုင်ပွဲအပြီးမှာဆွေးနွေးမှုတွေပြန်လည်ပြုလုပ်သွားပွဲရှိနေခဲ့ပြီး Manchester United အသင်းကလည်းသူတို့ရဲ့တိုက်စစ်မှုပြည့်မဲ့အစင်းထဲမှာ Hugo Ekitike ကိုထည့်သွင်းထားခဲ့ကြတာပါ။အသက်22နှစ်အရွယ်ရှိသေးတဲ့ကစားသမားဟာပြီးခဲ့တဲ့ရာသီကဘွန်ဒက်လီဂါ33ပွဲမှာ15ဂိုးသွင်းပြီးတော့10ဂိုးဖန်တီးထားသူပါ။အဲ့လိုစွမ်းဆောင်ရည်တွေနဲ့ပြသထားခဲ့တဲ့အတွက်လည်းပရီးမီးယားလိထိပ်သီးကလပ်အသင်းတွေကပြည့်မဲ့ထားနေကြတာဖြစ်ပြီး Frankfurt အသင်းကလည်းသူတို့လိုချင်တဲ့ပြောင်းရွှေ့ခြင်းကိုဘယ်လို့မှရှော့ပေးသွားကြမှာမဟုတ်ပါဘူး။ Frankfurt ကတော့သူတို့ရဲ့တိုက်စစ်မှုအတွက်စားချုပ်ဖြတ်သိမ်းခြင်းရိုတန်းတရာသတ်မှတ်ထားရလို့သိရပါတယ်။ဥရောပဝင်ခွင့်မရထားတဲ့တင်းတွေတို့ဟာဒီစာချုပ်ဖြတ်သိမ်းခြင်းကိုတက်နိုင်မလား။ကစားသမားကိုဆွဲဆောင်နိုင်ပါမလားဆိုတာကတော့စဉ်းစားကြည့်စရာဖြစ်နေကြတာပါ။Man U တင်းကဒီຫນွေမှာတောင်ပိုင်းတိုင်းစစ်တွေကိုအင်အားဖြည့်တင်းဖို့မာတီယာကွန်ညာကိုခေါ်ယူခဲ့ပြီးတဲ့နောက်အမ်ဘူမိုကိုခေါ်ယူဖို့ဆက်ကြိုးစားနေကြတာဖြစ်ပါတယ်။ Hugo Ekitike နဲ့ Vida Joker တို့ဟာအထောက်တိုင်းဆဲအတွက်အင်အားဖြည့်ဖို့ Man U တင်းရဲ့ပြစ်မှတ်ကစားမတွေအဖြစ်ရှိနေခဲ့ကြတာဖြစ်ပြီး Man U အသင်းဟာ Vida Joker ရဲ့အတွက် Sporting Lisbon အသင်းဘက်ကိုပြောင်းရွှေ့ခြင်းရိုတန်းတရာဝင်းကျင်သတ်မှတ်ထားခဲ့ကြတာဖြစ်ပါတယ်။အဲဒီအတွက် Man U အသင်းဟာတိုက်စစ်မှုတွေခေါ်ရေးမှာအနေငယ်တိုင်ပတ်နေခဲ့ကြတာဖြစ်ပြီးဈေးသက်သာနဲ့ရနိုင်မဲ့ Liam Delap ကိုလည်း Chelsea အသင်းက Man U အသင်းနဲ့အပြိုင်မှာသွားခဲ့ကြတာဖြစ်တဲ့အတွက်ဒီခါလဲ Ekitike ခေါ်ရေးမှာ Chelsea နဲ့ Man U ဟာထိတိုက်ရင်ဆိုင်သွားရပွဲရှိနေကြတာပါ။ဘောလုံးအားကစားနဲ့ပတ်သက်တဲ့သတင်းတွေကိုအကောင်းဆုံးတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ page ကိုလည်း like and follow လုပ်ပေးကြဖို့ဖိတ်ခေါ်လိုက်ပါရစေ။အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။